ဒီနေ့မြန်မာဆိုင်ကနေငမြင်းသားလေးစားကျင်လို့တွားဝဲလာပြီးတော့ငမြင်းလေးကိုဓာတ်နှလုံးသီးရဲ့ခရမ်းချင်းတွေလေးရဲ့လျှော်ပြီးတော့ရေချိုလေးချက်စားပါမယ်ရှင်စီကြံရေကြံလေးချက်မယ်နော်အရင်ဆုံးဒဲအိုရဲကိုစီလေးထည့်မယ်စီပူလာပြီဆိုရင်တက်တော့အဖြူနေလေးကိုခနွန်းနွန်းလေးဖြစ်တဲ့ဒီစီတက်မယ်စီတက်ပြီးတဲ့အခါကျရင်ခနွန်းနွန်းလေးဖြစ်လာရင်ရေဦးသီးအစိမ့်မုံလေးကိုထည့်ပြီးတခါစီထက်တက်ပါမယ်ရေဦးသီးချက်သွားပြီဆိုရင်ငါးလေးတွေထည့်မယ်အရသာလေးနည်းနည်းထည့်မယ်ပေါ့နော်ထည့်ပြီးရင်နည်းနည်းလုံးပြီးတာနဲ့အသီးနှံလေးတွေထည့်ပါမယ်ရေထည့်ပြီးအုပ်ပြီးတရေလောက်ချက်ပါမယ်ရှင်ငါးလေးတွေနူးလာပြီဆိုလို့ရှိရင်တော့အရသာလေးအပေါ်ငံနီးနည်းနည်းမင်းလေးအုပ်စီကြံရေကြံလေးအနေတော်လေးဖြစ်ပြီဆိုလို့ရှိရင်မီးလေးပိတ်လို့ရပါပြီဈေးထဲမှာဓာတ်နှလုံးရွက်လေးတွေတွေ့ရနဲ့ဝင်လာပြီးတော့ဓာတ်နှလုံးရွက်ကိုကြော်ကြက်လေးချက်မဲ့အချို့ပွဲကတော့စပီးသီးလေးနဲ့တခွားမွှေးလေးပါ